အပြင်ဘယ်ဆိုင်မှာမဆိုလို့ရှိရင်2000ကျော်3000ဝန်းကျင်ကနေပြီးတော့စပြီးရောင်းနေတဲ့ချင်းတဲဘွားတွေကိုကျွန်တော်တို့ရဲ့ချင်းတဲဘွားတီးတန်းရောင်းတဲ့ဆိုင်မှာ1000ကျော်နေရပါမယ်တကယ်ပါ page မှာလည်းကျွန်တော်တို့အလုပ်လုပ်ပါတယ်မှာယူခြင်းလို့ရှိရင်ကျွန်တော်တို့ရဲ့ page မှာဆက်သွယ်ပေးရပါတယ် page ကိုလည်းကျွန်တော်ချထားပေးပါမယ်အဲ့ page မှာဖုန်းနံပါတ်လေးလည်းချထားပေးပါတယ်ဒေးတက်တဲ့လေးကိုမှရှာနေတဲ့လူတွေအတွက် fashion design တွေအတွက်စိတ်ညစ်နေတဲ့ကောင်လေးတွေကောင်မလေးတွေအတွက်ဒီလုံးဝတကယ်တန်လေးလုံးဝတကယ်1000စုံလေးနဲ့ပဲရောင်းချပေးပါမယ်တချို့တွေကြတော့ခေါင်းမျိုးအိုင်းမော်ကနေမတိတ်ပြီးမကြောက်ဆိုတာခါးဆိုင်တွေမကြောက်လို့ပေါ့နော်အဲ့လိုခါးဆိုင်မကြောက်လို့ဆိုင်မှာလာပြီးတော့ကြည့်နေတယ်ဆိုလို့ရှိရင်လည်းကြည့်လို့ရပါတယ်ဆိုင်လေးစာလေးကိုလည်းကျွန်တော် post တိုင်းမှာကျွန်တော်ချထားပြီးတယ်ဒါပေမဲ့အခုထပ်ပြီးတော့ပြောလိုက်ပါမယ်မစင်ရက်ကွာတေရောငါလန်ပြေဝကွာဆိုင်ရှင်းမှာဖွင့်လာပါတယ်လာပြီးတော့ကြည့်လို့ရပါတယ်ပြီးတော့အထူးအနေနဲ့လက်လက်ကလည်းပြန်ပြီးပေးတာဖြစ်တဲ့အတွက်တပိုင်းတိုင်းစီးပွားရေးလုပ်ချင်တဲ့သူတွေအတွက်လည်းအဆင်ပြေတယ်ပြီးတော့ကိုယ့်ဘက်ကနေငွေကြေးစိုက်ထုတ်စရာမလိုပဲနဲ့လုပ်လို့ရတဲ့ဟာလေးကျွန်တော်တခုထည့်ထားပေးတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင် pre-order service လေးတခုကျွန်တော်လုပ်ထားပေးတယ်pre-order လေးတစ်ချက်ကောက်ပြီးတော့ပြန်ပြီးတော့ရောင်းအောင်ပဲပေါ့နော်ကျွန်တော်ရဲ့ page မှာတင်ထားတဲ့ပုံတွေဗီဒီယိုတွေကိုယူပြီးတော့သူတို့ပြန်ပြီးတော့တင်အောင်ပဲအဲ့ဒါကိုယ့်ဘက်ကနေပြီးတော့ငွေကြေးကတော့ထပ်ပြီးတော့စိုက်ထုတ်စရာတော့မလိုဘူးပေါ့အဲ့ဒါပို့ပြီးတော့အဆင်ပြေသွားတာပေါ့အဲ့ဒီခုလေးတော့ကျွန်တော်လုပ်ထားပေးပါတယ် page မှာလည်းကျွန်တော်တို့စီရောင်းပြီးသူတို့ post တွေလည်းတင်ပေးတယ်TikTok မှာလည်းရှိပါတယ် TikTok ရဲ့ channel လေးလည်းကျွန်တော်အခုဗီဒီယိုတင်တဲ့အခါကျတော့ရှင် channel လေးချထားပေးပါမယ်ဘာဖြစ်လို့ဆို TikTok ကျွန်တော်မနေရာမှာဆက်ပြီးတော့ဖွင့်တာမဟုတ်လို့အခုလက်ရှိဒီဗီဒီယိုမှာကျွန်တော်တင်လို့ရှိရင်ချထားပေးမယ်နော်ဆိုင်မှာ3-in-1 cup promotion တွေတခုရှိပါတယ်အထူးသဖြင့်ကျွန်တော်အခုဒီဗီဒီယိုမှာ 1-in-1 cup promotion တွေလုပ်ထားတယ် 1-in-1 cup ဆိုတာကအပြင်မှာလာဝယ်တဲ့သူပြောတာမဟုတ်ဒီဗီဒီယိုလက်ရှိကြည့်နေတဲ့သူက page ကပဲလာဝယ်ပြီးပဲဖြစ်စီပဲဖြစ်အထက်ဝယ်လို့ရှိရင်ဘုံတူတာလေးတခုထည့်ပြီးသူတို့လက်ဆောင်အနေနဲ့တခုထည့်ပြီးလိုက်တဲ့သဘောတရားပါပဲ